Hey yo, what's up? အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဒူဆန်မလားဟိုမှာစောပြောနေနေအားလုံးပဲမင်္ဂလာပါဒူဆန်တင် please ရဲ့ဘာကြောင့် celebrity ရဲ့မိကွန်းလေးကိုပြန်လဲဖြေချပြီးတဲ့အစီအစဉ်ပိုင်း3ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နာနာဖြစ်ပါတယ်ဟုတ်လေကျွန်တော်ကတော့ကြော်ထုံးခေါ်ကြော်ကြီးဖြစ်ပါတယ် Hold up ဟုတ်တယ်ဖန်နေပြီပါကျွန်တော်တော့ intro လေးပြီးအောင်ပြောဦးနော်ပြီးရင်ကြိုက်တော့မေးဟလားနော်ဟုတ်ကဲ့တို့လောက်တာဘယ်ရောက်မှာလဲဩအားလုံးပဲကြည့်လိုက်ရအောင်အားလုံးပဲကြည့်လိုက်ရအောင်ပြန်မင်းဟိုဘဲလို့ပြောတာဟုတ်ပြီအားလုံးပဲကြည့်လိုက် One learning quicker by your level ဟဲ့ကြော်ကြီးကိုမင်းကိုယ်ကောက်တော့တယ်ထင်နေရဟဲ့ဝိုင်းမဲယူမှာမင်းသေသွားရင်လို့ဟမ်ဒါကြည့်တယ်ဘယ်တော့ကတ် in a summer haze အမဘာရင်းလဲအမီးတော့အကုန်တီးတယ်ချ What ဘာလဲဟေးအခုပြရတယ်ဝယ်နေတယ် You can take what you breath away မဘီယာတွေဝယ်နေရလို့ပြောတယ်မင်းဘာဖြစ်နေလဲဟမ် Truth and money never lie ကျွန်တော်ထုံးမှန်နေမနေပါဘူးကတ်တက်တယ်ကတ်တက်တယ်ကနေတယ် no no အားလေ Lipstick shadow wine because ကောင်းပါ 좀 더 높이 날아가볼까 မင်းတို့ကဖင်တော်နိုင်ချင်လားလာနိုင်တိတ်မာဂျီမချော်တာမတွေ့သွားပါဘူးဒေါ်လီစာ What ဘယ်ကိုလာရမလဲ Padam 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 ဘာတောက်တာလဲ Oh yeah ကြားတယ် said that ဘာဆက်မခဏလေးဒီကိုခဏလေးဟိုတရားကိုရင်မေးနော် Paul said it all အေးဘာဆက်တာလဲဟုတ်ခင်ဗျားနေမင်းနေပြောဘယ်နေရာဆက်တာ Sam Paul said that I got a condo in Manhattan baby